အဆင်ပြေရဲ့လားဒီနေ့မင်းကိုကြည့်ရတာတော်တော်လေးပင်ပန်းနေပုံပဲနော်อืมမသိတော့ပါဘူးကွာငါဘာမှလည်းမလုပ်ချင်ဘာမှလည်းစိတ်မပါတော့ကိုယ့်ကိုဘာဖြစ်နေမှန်းတော့မသိတော့ပါဘူးကွာအေးပါအဲ့လိုမျိုးဖြစ်တတ်ပါရဲ့စိတ်ညစ်စရာအရင်များလာရင်ဘာမှမလုပ်ချင်ပဲအကုန်လုံးကိုပြစ်ထားချင်တာတဘာဝပါပဲမင်းအခုလောက်ခံစားနေရတာကိုငါနားလည်ပါရဲ့ကွာငါအမြဲတမ်းဒီလိုပဲဖြစ်နေရတာမသိဘူးတခြားသူတွေကျတော့အားလုံးအဆင်ပြေပြေနဲ့ရှေ့ဆက်နေကြရပဲလေငါကြောင့်မှဘာမှအသုံးမကျသူလိုပဲခံစားနေရတယ်လူတိုင်းမှာအယောင်နေမိန်သွားတဲ့အချိန်ဆိုတာရှိတာပဲလေမင်းအခုကိုအသုံးမကျအောင်လို့ထင်နေပေမဲ့ငါမျက်လုံးထဲမှာတော့မင်းဟာအရှင်အတိုင်းတန်မိုးရှိတဲ့တငယ်ချင်းပါပဲမင်းအခုခက်ခဲနေတာကိုငါသိတယ်ဒါပေမဲ့ဒါကမင်းရဲ့အမြဲပုံစံမဟုတ်ပါဘူးကွာဟမ်တကယ်လားငါအခုလိုစိတ်ညစ်နေရအောင်မင်းကစိတ်မရှုပ်ဘူးလားလုံးဝစိတ်မရှုပ်စိတ်မညစ်ပါနဲ့လို့လည်းငါမပြောချင်ဘူးမင်းစိတ်ညစ်ချင်လောက်ညစ်လို့ရတယ်အဲ့ဒီလိုညစ်နေတဲ့အချိန်မှာမင်းတယောက်တည်းမဟုတ်ဘူးဆိုတာသိရင်ရပြီငါမင်းဘေးမှာရှိနေပေမယ်ကျေးဇူးပါတယ်တကယ်ချင်းအားငါ့ကိုဘာလို့ညာလို့လာပြောပဲဒီတိုင်းနားထောင်ပေးရနေငါတော်တော်လေးအားရှိသွားပြီရပါတယ်တငယ်ချင်းရဲ့ကဲဘာမှမတွေးနဲ့အောင်ငါမင်းကြိုက်တဲ့ကော်ဖီလေးဝယ်လာတယ်အတူတူတောက်ရင်ခဏလောက်နားလိုက်ရအောင်နောက်စီသူများအားလုံးပဲမင်္ဂလာပါတို့ရဲ့ Healing Conversations with the Mental Haven စိတ်နာခွေရကုစားခြင်းစကားဝိုင်းများ Pocket အစီအစဉ်လေးရနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့တော့တို့ငယ်ငယ်ကကြည့်ခဲ့မှုတဲ့ Troll ဆိုတဲ့ကာတွန်းကားလေးတွေကလူတိုင်းကိုမျက်ရည်ကျစေတဲ့အခန်းလေးတစ်ခုအကြောင်းပြောပြခြင်းနဲ့ဟုတ်ပါတယ် True Colors တခြင်းလေးဆိုတဲ့အခန်းပေါ့အဲ့ဒီခန်းကတခြင်းလေးကောင်းတဲ့ထက်ပိုပါတယ်တကယ်ကိုစိတ်တကြနေတဲ့သူတယောက်ကိုဘယ်လိုမျိုးပေးရနေကုညီဖေးမအောင်လဲဆိုတာကိုသင်ခန်းစာပေးသွားတာပါမှန်ပါတယ်ဒီကားရဲ့မှာ Trolls လေးတွေကမျောလင်းချက်မြင်သွားတဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်ကအယောင်နေပြတ်ခွဲပြီးမိကိုရောက်ဖြစ်သွားကြတယ်အဲ့ဒါကတကယ်တော့စိတ်ထက်ကြတာ depression ကိုပုံပေါ်ထားတာပါဒီလောကလုံးမှောင်မိုက်သွားပြီးဘာမှလှုပ်ချင်ကိုင်းခြင်းစိတ်မရှိတော့တဲ့အခြေအနေမျိုးပေါ့အဓိကစက်ကောင် pressure ဆိုရင်သူ့ရဲ့ငယ်ဘဝတန်းရတဲ့ကြောင့်မိကိုအောင်ဖြစ်နေရအနည်း20အောင်ရှိပြီလေသူကဘယ်သူနဲ့မှမရောပဲတယောက်တည်းအထီးကျန်နေခဲ့တာပေါ့ဒါပေမဲ့လည်းအမြဲတမ်းပျော်နေတတ်တဲ့ Poppy တယောက်အယောင်တွေပြောက်သွားတဲ့အချိန်မှာတော့ Branch ကသူ့ကိုကူညီဖို့ကြိုးစားခဲ့တယ်အဲ့ဒီမှာ branch လုပ်ပုံလေးကအတူယူဖို့ကောင်းတယ်နော်သူက Poppy ကိုဟဲ့မပြောနေစမ်းမှာစိတ်မညစ်နဲ့လို့သွားပြီးဖိအားမပေးဘူးအဲ့ဒီအစား You with the sad eyes မင်းရဲ့ဝမ်းနေနေတဲ့မျက်ဝန်းတွေလို့စဆိုပြီး Poppy ရဲ့ခံစားချက်တွေကိုသိမှတ်ပြုပေးခဲ့တယ်ဒီလောကကြီးကမင်းကိုအားငယ်အောင်လုပ်နိုင်နေဆိုတာကိုသူကနားလည်ပေးခဲ့တာဟုတ်ပါတယ်အဲ့ဒါကို psychology ရ validation လို့ခေါ်ပါတယ်တစ်ဖက်လူရဲ့နာကျင်မှုကိုမနားလေမင်းခံစားရတာမမဘူးလို့ပြောပြလိုက်တာကတကယ်ကိုကြီးမားတဲ့အားစီးပါပဲပြီးတော့ branch ကသချင်းဆိုတော့ဘူးလို့အနည်းနဲ့10တန်းတိုင်းဆုံးဖြတ်ထားတာကို Poppy အတွက်ဖောက်ထည့်ပြီးဆိုပေးခဲ့တာဒါဟာလေကိုယ့်ရဲ့အမှန်မာနတွေကိုချပစ်ပြီးတစ်ဖက်လူအတွက်ဘေးကင်းတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးလိုက်တာပါပဲအဲ့ဒီလိုနဲ့ Poppy ရဲ့အယောင်တွေပြန်တက်လာတဲ့အချိန်မှာ branch ပါအယောင်တွေပြန်တောက်လာတာကိုအားလုံးမှတ်မိကြအောင်ပါပါအဲ့ဒါကဘာကိုပြလဲဆိုတော့တို့တွေဟာတခြားသူကိုကူညီပေးမှရင်နဲ့ကိုလည်းပြန်ပြီးကုစားရောက်တယ်ဆိုတာပါပဲစိတ်ချမ်းသာမှုဆိုတာတယောက်တည်းရှာဖွေရတာမျိုးမဟုတ်ပဲအချင်းချင်းရိုင်းပင်းကူညီမှုကနေလာတာပါဟုတ်ပါတယ်ဒါကြောင့်ဒီနေ့နားထောင်နေတဲ့တငယ်ချင်းတွေထဲမှာလည်းကိုအယောင်တွေပျောက်ဆုံးပြီးမိကိုရောင်ဖြစ်နေသလိုခံစားနေရရင်မစိုးရင်ပါနဲ့မင်းရဲ့အယောင်တွေကပျောက်ကွယ်သွားတာမဟုတ်ပါဘူးခိတခဏမိန်သွားတာပဲရှိရပါနားလည်ပေးမဲ့သူတယောက်နဲ့စကားပြောကြည့်လိုက်ပါချိတ်ဆက်မှုလေးလုပ်ကြည့်လိုက်ပါမှန်လိုက်တာကဲဒီနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးပဲကိုရလာပါတယ် True Color ဆိုတဲ့အယောင်စစ်လေးတွေကိုပြန်လည်ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲတာရတဲ့နေ့လေးဖြစ်ပါစေဗျာနောက်ဘက်တွေမှာပြန်တွေ့ကြမယ်နော်